ကိုကြည်ထားဖို့လာတဲ့ဝင်းလေဘယ်လိုပဲရတော့ခလာရနေငါးကုန်ပါဘာဘာကြီးဟာလားတော့တုံးနေပြီကွာမင်းတို့လဲကြတော့မင်းတို့ဟာလုံတော့လုံပြီးတော့ဒီလိုတုံးနေဟုတ်ပြီလားဘလားဓမ္မတရားတေခါပါဒီဘက်ကိုချက်အခုပြပြချင်တဲ့သတင်းကတော့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြားမှာအင်အား200လောက်ရှိတဲ့စစ်ကြောင်းကိုဒေသတွင်တော်လှန်ရေးအင်အားစုတွေကမောင်းထုတ်နိုင်ခဲ့တဲ့သတင်းဖြစ်ပါတယ်ရှင်။အင်အား200လောက်ရှိတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကတော့မကွေးတိုင်းရေစကြိုမြို့နယ်ချင်းတွင်းမြစ်အရှေ့ဘက်ရေလေကျွန်းဒေသတွေကိုစစ်ကြောင်းထိုးလာတဲ့အချိန်မှာပဲဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေစုပေါင်းပြီးတော့ဖေဖော်ဝါရီလ26ရက်နေ့မနက်8:00 နာရီကပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီတပ်က9ယောက်သေဆုံးပြီးမပြီးနိုင်တော့တဲ့9ယောက်ကိုလည်းအရှင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။စစ်ကောင်စီတပ်စစ်ကြောင်းကအချို့အလောင်းတွေပြန်ကောက်သွားပေမဲ့9ယောက်ရဲ့အလောင်းတွေကိုတော့ပြန်မကောက်နိုင်ပဲထွက်ပြေးခဲ့ကြတယ်လို့တိုက်ပွဲတွင်းမှာပါဝင်ခဲ့သူတွေထံကနေသိရှိရပါတယ်ရှင်။စစ်ကောင်စီတပ်ကတော့စစ်ကြောင်းတိုက်ခိုက်နေရချိန်မှာလေကြောင်းအုံပြုတိုက်ခိုက်ခဲ့သေးတာပဲဖြစ်ပါတယ်ရှင်။လေကြောင်းတိုက်ခိုက်မှုပြီးတာနဲ့တော်လှန်ရေးအင်အားစုတွေကပိတ်ဆို့တိုက်ခိုက်ပြီးတိုက်ပွဲကိုအဆုံးသတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်ရှင်။ရေလေကျွန်းဒေသစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုတော့ဒေသခံပူးပေါင်းမဟာမိတ်တွေဖြစ်တဲ့ငင်းကြံ Blood Tiger တပ်ဖွဲ့ Royal Brother Defense Force သွေးတောက်တပ်ဖွဲ့ရေစကြိုမြို့နယ်ပါလာဖာ MSPDF နဲ့မဟာမိတ်တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာပါအခုဆိုရင်စစ်ကောင်စီတပ်စစ်ကြောင်းပြက်ပြီးထွက်ပြေးသွားတဲ့သူတွေကအင်အားဖြည့်တင်းပြီးစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်ရှင်ညီတို့ညီရသောငါတို့ရဲ့မိုက်ကျူငါတို့တွေဟေးသစ္စာရဲ့โอเคပါ